ဒီနေ့မှာကဘာစစ်တကယ်ဖြစ်ပြီလားဆိုတော့ပတ်သက်ပြီးတော့ yes or no ဆွေးနွေးတော့မှာဖြစ်တယ်နောက်တစ်ခုကကြတော့မိတ်ဆွေကျွန်တော်တို့ရဲ့နာကတ်တီမရှိတော့ဘူးလားမတင်ချတော့လားဆိုတော့ပတ်သက်ပြီးတော့ yes or no ဆွေးနွေးတော့မှာဖြစ်တယ်ဒါတရားတစ်ခုကကြတော့ကဘာမြေကြီးကဘယ်တော့မှမပြတ်တော့ဘူးလားဆိုတော့ပတ်သက်ပြီးတော့ yes or no ဆွေးနွေးတော့မှာဖြစ်ပါတယ် okay မင်္ဂလာပါကျွန်တော်နာမည်ကျော်ပါကျွန်တော်ဒီနေ့မှာဒီ yes or no မေးခွန်း၃ခုကိုကျွန်တော် question နဲ့ answer ကျွန်တော်ဖြေပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမမေးခွန်းကကျွန်တော်စမ်းစစ်ကြည့်အောင်ပထမမေးခွန်းကကျတော့ကဘာစစ်တကယ်ဖြစ်ပြီလားလို့ပြောလို့ရှိရင် no ပါဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ကဘာရဲ့ပထဝီသမိုင်းတွေကိုပြန်ဆန်းစစ်မယ်ဆိုရှင် AD 20-30 ကလေးနဲ့စပြီးတော့ကျွန်တော်တိုင်းနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်တာရှိတဲ့ DJ ပစ္စည်းရရှိပဲတကယ်ကဘာအစစ်လိုမျိုးကဘာစစ်လုံးဝကဘာတစ်ခုလုံးပျက်စီးသွားလှအောင်ကိုစစ်ဖြစ်တဲ့ဟာတွေရှိခဲ့ဘူးဆိုတော့ဒါတွေကအခုကျွန်တော်တို့က21ရာစုမှာမွေးဖွားလာတဲ့ကျွန်တော်တို့မြင့်ကျင်နေလာတဲ့ကျွန်တော်တို့လူကြီးလူငယ်တွေကကျတော့ဒါတွေကိုငိမ့်ချမ်းစွာနဲ့ကျွန်တော်နေထိုင်လာတာနေသားကြလာဖြစ်တဲ့အတွက်ကြောင့်ဒီစစ်ပွဲတွေကျွန်တော်မလူချင်ဘူးအရန်ကိုထူဆန်းအောင်ဩစရာတွေမခံစားနိုင်ကြဘူးဆိုတော့ဒါကျွန်တော်တို့စိတ်ကြောင့်ဖြစ်တာပါဒီစစ်ပွဲတွေကမထူဆန်းတော့ပါဒီလိုမျိုးအခက်ခဲဒုက္ခတွေစစ်ပွဲရဲ့ကြားထဲမှာကျွန်တော်တို့အသက်ရှင်နေရတဲ့အချိန်တွေမှာကျွန်တော်တို့ရဲ့စိတ်ကfreedom ဖြစ်အောင်ပေါ့နော်ကျွန်တော်ရဲ့စိတ်လွတ်လပ်မှုလုံခြုံမှုရှိအောင်ကိုယ့်ကိုယ်ကိုယ်ကြည်စိတ်ချမှုရှိအောင်ဘယ်လိုမျိုးနေထိုင်လဲဆိုတော့ပတ်သက်ပြီးနောက်ဗီဒီယိုမှာကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်နောက်ဒုတိယကကြတော့ကျွန်တော်ရဲ့အနာဂတ်ဒီမိတ်ဆွေရဲ့အနာဂတ်တွေရှိသေးလားမသိချတော့လားဆိုတော့ပတ်သက်ပြီးတော့ဆွေးနွေးကြအောင်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့အနာဂတ်ရှိသေးလားဆိုတော့ yes ရှိပါသေးတယ်ကျွန်တော်ရဲ့အနာဂတ်တွေဟာအများအားကျွန်တော်တို့အသက်ဒီနေ့အသက်မဆုံးရှုံးတည်တိုင်အောင်အဲ့ဒီချိန်တိုင်းမရောက်တည်တိုင်ကျွန်တော်တို့မှာအနာဂတ်တည်ရှိတယ်မျှော်လင့်ချက်တည်ရှိတယ်အိမ်မက်တည်ရှိသေးတယ်ကျွန်တော်အသက်ရှင်နေတည်ရကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကျွန်တော်တို့ရဲ့အိမ်မက်တည်ကျွန်တော်တို့ရဲ့အနာဂတ်တည်အကောင့်ထဲပေါ်လို့ရတယ်တကယ်လို့ဒီနေရာမှာဒီလိုမျိုးဒုက္ခရဲ့ကြားထဲမှာ DJ ပစ္စည်းတွေလူတွေ DJ ပစ္စည်းတွေမှာပဲဒါပေမဲ့ကျွန်တော်တို့ကြံခဲ့ဆိုကျွန်တော်တို့ရဲ့ကြိုးစားထုံးလို့ကျွန်တော်တို့မျိုးဆက်တည်ရဲ့ကြံခဲ့မဲ့မျိုးဆက်တည်ရဲ့အနာဂတ်တွေဆိုရှိတယ်ဆိုတော့ကျွန်တော်တို့မတိမချင်းကြိုးစားရမယ်အနာဂတ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်မတိမချင်းအနာဂတ်ဆိုတာရှိတယ်ဒါကြောင့်မလို့အနာဂတ်မတိချတော့လားဆိုတော့no ပါအနာဂတ်ဆိုလုံးဝရှိပါသေးတယ်နောက်ဒါတည်းအမေခွန်းကကြတော့ကျွန်တော်ကဘာမြေကြီးပြီးတော့မပြတ်စည်းတော့ဘူးလားလို့ပြောလို့ရှိရင်ဒီညမှာကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားတည်နဲ့သက်ဆိုင်လိမ့်မယ်ကျွန်တော်ရဲ့ကဘာမြေကြီးကပြက်စီးရပါလိမ့်မယ်အဲ့ဒီအချိန်မှာကဘယ်လိုမျိုးပြည့်စည်မလဲဆိုလို့ရှိရင်လူချင်းတိုက်တဲ့စစ်ပွဲကဘယ်တော့မှတရားစစ်ပွဲဆိုတာမရှိဘူးတရားစစ်ပွဲပဲရှင်မှဖြစ်မယ်ဆိုတော့ဒီ one world government ပေါ်ပြီးမှကျွန်တော်တနိုင်တကဘာလုံးအုပ်ချုပ်မဲ့တမတတယောက်ထဲပေါ်ပဲအဲ့ဒီတမတကဘာသူဖြစ်မလဲဆိုလူလည်းဖြစ်နိုင်တယ်ဒါပေမဲ့စက်ရုပ်လည်းဖြစ်နိုင်တယ်ဒီဟာတွေပေါ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကောင်းကင်အာကာသနေပြီးတော့ကျွန်တော်ဒီဖယားရဲ့စစ်တပ်တဲ့ဒီအောက်ကစစ်ကျွန်တော်ကဘာမီကြီးပေါ်စစ်သားတွေစစ်တိုက်တဲ့အချိန်ကြာရင်ဒီလိုမျိုးပေါ့နော် one world government ရဲ့စစ်သားတွေနဲ့ဖယားရဲ့စစ်သားတွေနဲ့စစ်တိုက်တဲ့အချိန်မှာတကယ်ကဘာစစ်ဖြစ်ပြီးတော့ဒီကဘာမြေကြီးကလည်းပြောင်းလဲတော့ပြီးတော့အတိပြန်ပြီးတော့ပြုတ်ပြင်းခြင်းကိုခံရမှာဖြစ်တယ်ဒါကြောင့်မလို့ကဘာမြေကြီးပြတ်မလားဆိုတော့တကယ်ပြတ်မှာပါဒါပေမဲ့လူချင်းစစ်ဖြစ်လို့တော့မပြတ်ဘူးဒါကြောင့်မလို့လူချင်းဖြစ်တဲ့စိတ်ကဘယ်တော့မှတရားတော်စစ်ပွဲမရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားတော်စစ်ပွဲဆင်နွှဲတဲ့နေ့ဟာအဲ့ဒီမှာတရားတဲ့သူဟာအားလုံးဒီကြီးဖြစ်စီဆုံးရှုံးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီရှင်နွှဲရတဲ့ကဘာမြေကြီးဟာလည်းအားလုံးဖြစ်စီဆုံးရှုံးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီနေ့ဟာကဘာမြေကြီးလက်တဲ့နေ့ကဘာစစ်ဖြစ်တဲ့နေ့ဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့ကဘာမြေကြီးဟာပြက်ကိုပြက်ရပါအောင်မယ်ဒါပေမဲ့အခုလိုကျွန်တော်တို့ပြောမှဆိုရင်ဘယ်ချိန်လဲဆိုတာကျွန်တော်တို့မပြောနိုင်ဘူးကျွန်တော်ဒီနေ့ဆွေးနွေးပြီးတော့အကြောင်းအရာတွေအားလုံးဟာအခြေခံမရှိဘူးလို့မိတ်ဆွေတို့မတွေးလိုက်ပါနဲ့နောက်တစ်ချိန်မှမိတ်ဆွေတို့စူးစမ်းပြီးတော့ပထဝီသမိုင်းတွေ history တွေကိုမိတ်ဆွေတို့လေ့လာပြီးရင်ကျွန်တော်ရဲ့ comment မှာလာပြီးတော့ဆွေးနွေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်